ပါတယ်ဒါပေမဲ့ Venom ကအမြဲဖမ်းထားလိုက်ပြီးတော့ Eddie ရဲ့အခန်းထဲမှာတပ်သေးတွေကိုထားပြီးထွက်သွားဖို့အတွက်လှုပ်လိုက်ပါတယ်ဒါပေမဲ့ဖြစ်ချင်တော့ Trees နဲ့ကြေးစားစစ်သားတွေက Eddie တို့ပြန်လာကိုအောက်ထပ်ကနေစောင့်နေပြီးတော့တိုက်ခိုက်ဖို့အတွက်လှုပ်လိုက်ပါတယ်ဒီလိုနဲ့ Eddie နဲ့ကြေးစားစစ်သားတွေလည်းတိုက်ခိုက်ခဲ့ကြပြီးအဆောင်အနားကနေဖြတ်သွားတဲ့ Andy ကရောက်လာခဲ့ပါတယ်Andy ကဘာဒီမှမသိတဲ့အခြေအနေတွေကြောင့်ထိတ်လန့်နေခဲ့ပြီးတော့စစ်သားတွေအားလုံးကိုရှင်းပြီးတဲ့နောက်မှာတော့သူမရဲ့ရီးစားဒေါက်တာဒန်နဲ့တွေ့ပြီးဈေးကူသားမှုခံဖို့အတွက်ခေါ်သွားပေးခဲ့ပါတယ်သူမက Eddie ကိုစိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုရှိနေလို့ထင်နေရဖြစ်ပြီးတော့ Venom က Andy နဲ့ Eddie ကိုပြန်ပေါင်းထုတ်စေချင်တာကြောင့်စကားစားဖို့အတွက် Eddie ကိုတိုက်တွန်းလိုက်တာပါ Eddie ကလည်း Andy ကိုချစ်နေသေးတာကြောင့်ကာတန်နဲ့ကိစ္စကိုတောင်းပန်နေစကားစားဖို့အတွက်လှုပ်ပေမဲ့ Andy ကဒါတွေအားလုံးကိုမကြားချင်သေးဘူးလို့ပြန်ပြီးတော့ပြောပြလိုက်ပါတယ်ဈေးကန်းကိုရောက်တဲ့အခါမှာတော့ဒန်က Eddie ကိုဒုတိယကြိမ်ဆေးစစ်မှုလုပ်ပေးခဲ့ပြီးတော့သူ့ရဲ့ကိုယ်ထဲကိုကပ်ပါကောင်တစ်ကောင်ဝင်သွားခဲ့တာဖြစ်မယ်လို့ပြောပြလိုက်ပါတယ်ဒါပေမဲ့ Venom ကသူ့ကိုကပ်ပါကောင်လို့ခေါ်တော့မကြိုက်တဲ့အတွက်ပြဿနာစပြီးတော့ရှာလာခဲ့တာပါဒန်က Eddie နဲ့ Venom တို့နှစ်ယောက်ပေါင်းဆက်ထားတာကနှစ်ယောက်လုံးအတွက်အသက်အန္တရာယ်ရှိနိုင်တယ်လို့ပြောလိုက်တာကြောင့် Andy ကစိတ်ပူသွားပြီးတော့ချိန်နှုံးမြင့်အတန်တစ်ခုကိုဖွင့်လိုက်ကသူတို့နှစ်ယောက်ကိုခွဲထုတ်ပစ်လိုက်ပါတယ်Eddie ကအခုသူ့ရဲ့ကိုယ်ထဲမှာ Venom မရှိတော့တာကြောင့်ပေါ်ပါလန်းဆန်းပြီးတော့ပျော်ရွှင်သွားခဲ့ရပါတယ်အဲဒီနောက်တော့ Eddie လည်းပြန်သွားခဲ့ပြီးအချိန်ထဲမှာပဲ Venom ကလေထွက်ပေါက်တွေကနေတဆင့်ထွက်ပြေးသွားခဲ့ကခွေးပေါက်လေးတစ်ကောင်ရဲ့ကိုယ်ထဲကိုဝင်သွားခဲ့ပါတယ်တပတ်မှာတော့ Eddie ကဓာတ်လီကားကနေတဆင့်ဈေးုံကနေထွက်ဖို့လုပ်နေတော့ Trees ရဲ့လူတွေရောက်လာခဲ့ပြန်ပြီးတော့ကျင်းစက်နဲ့ဖမ်းကခေါ်သွားခဲ့ကြပါတယ်ခွေးလေးတွေကိုဝင်နေတဲ့ Venom ကဒီမြင်ကွင်းတွေကိုမြင်သွားခဲ့ပြီးတော့ Andy ကိုသူ့ရဲ့လက်ခံကောင်ဖြစ်ရွေးက Eddie ကိုပြန်ကယ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်နောက်ထပ်ဇန်ဝင်ကတစ်ခုမှာတော့ Riot ဝင်နေတဲ့အဖွားကြီးက American လေဆိပ်ထိရောက်လာခဲ့ပြီးတော့ကလေးတယောက်ရဲ့ကိုယ်ထဲကိုပြောင်းဝင်နေခဲ့ပါတယ်ပြီးတော့အဲ့ဒီကလေးမလေးက Life Foundation Community ရှိတဲ့ San Francisco အထိကိုရောက်လာခဲ့ပြီးတော့ကာတန်ရဲ့ကိုယ်ထဲကိုဝင်ပစ်လိုက်ပါတယ်အဲ့ဒီပြန်နိုးလာတဲ့အခါမှာတော့သူကကာတန်ရဲ့ဓာတ်ခွဲခန်းထဲမှာရောက်နေခဲ့ပြီးသူက Eddie ကို Venom ပမာလဲလို့မေးလိုက်ပါတယ်Eddie ကလည်းအဲ့ဒီကိစ္စကိုဘာမှမသိကြောင်းနဲ့တကယ်လို့သိခဲ့မယ်ဆိုရင်တော့လုံးဝမပြောပြဘူးလို့ပြောလိုက်တာပါအဲဒါကြောင့်ကာတန်ကစိတ်တူသွားခဲ့ပြီးသူကိုယ်တည်းက Riot ကထွက်လာခဲ့က Venom ပမာလဲလို့သူကိုယ်တိုင်မေးလိုက်ပါတော့တယ်ဒီနဲ့ Eddie လည်း Riot ကကာတန်ကိုစေရောကိုပါလုံးဝထိန်းချုပ်ထားပြီးဆိုတာကိုရိပ်မိလိုက်ပြီး Riot ကသူ့ရဲ့ကဘာကြီးကိုတိမ့်ပိုက်မဲ့အစီအစဉ်ကိုပြောပြခဲ့ပါတယ်အဲ့ဒီအစီအစဉ်ကတော့ဒီည Life Foundation အာကာသရင်တစည်းကိုတုံးပြီးတော့အာကာသထဲကိုပြန်သွားရင်းသူ့ရဲ့ဂျိုးကကပ်ပါကောင်တွေအားလုံးကဘာပေါ်ပြန်ခေါ်လာပြီးလူသားတွေနဲ့ကပ်ပါကောင်တွေပေါင်းဆက်ကကဘာအသေးတစ်ခုကိုဖန်တီးချင်တာပဲဖြစ်ပါတယ်အဲ့လိုပြောပြလိုက်ပြီးတဲ့နောက်မှာတော့ Eddie ကသူ့အတွက်အသုံးဝင်တော့တာကြောင့်ကာတန်ကသူ့ရဲ့လူတွေကိုခေါ်လိုက်ပြီးကိစ္စရှင်းလိုက်ဖို့အတွက်အမိန်ပေးပြီးတော့ထွက်သွားခဲ့ပါတယ်အဲ့နောက်မှာ Riot ကကာတန်ကိုသူ့ရဲ့ဂျိုးမှာကပ်ပါကောင်တွေတန်းတဲ့ချီရှိနေတာဖြစ်ပြီးတော့အားလုံးကဘာပေါ်ခေါ်လာခဲ့ရင်တောက်ပတဲ့အနာဂတ်တစ်ခုကိုမင်းနဲ့ငါနှစ်ယောက်တည်းပဲအုပ်ချုပ်ကြမှာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်Eddie ကိုတော့စစ်သားတွေကတောအုပ်ထဲကိုခေါ်သွားခဲ့ကြပြီးပြစ်တပ်ဖို့အတွက်လုံနေကြပါပြီဒါပေမဲ့အဲ့ဒီချိန်မှာ Venom နဲ့တူ Andy ကရောက်လာခဲ့ပြီးတော့စစ်သားတွေအားလုံးရဲ့ခေါင်းတွေကိုကိုက်စားပစ်လိုက်က Eddie ကိုဖတ်ပြီးတော့နမ်းလိုက်ပါတယ်ပြီးတော့ Venom က Eddie ရဲ့ကိုယ်ထဲကိုပြန်ဝင်သွားပြီးတော့ Venom မရှိတော့လို့နိုးလာတဲ့ Andy ကစစ်သားတွေရဲ့ခေါင်းတွေကိုအိုးထုတ်ပါမကြံကိုက်စားမိလိုက်လို့အံ့ဩနေခဲ့ပါတယ်Eddie ကသူ့တုံးကလည်းဒီလိုပဲဖြစ်ခဲ့တာပဲလို့ပြောလိုက်ပြီးအဲ့ဒီချိန် Venom ကကာတန်ရဲ့ကိုယ်ထဲမှာဝင်နေတဲ့ကပ်ပါကောင်ကသူတို့အားလုံးရဲ့ခေါင်းဆောင်ဖြစ်တဲ့ Riot ဖြစ်တယ်လို့ပြောပြလိုက်ပါတယ်Riot မှာကပ်ပါကောင်လက်နက်တွေထုတ်နိုင်တဲ့အစွမ်းတွေရှိတယ်လို့ပြောပြခဲ့ကAndy ကသူမကလည်းဒီတိုက်ပွဲမှာကူပေးခြင်းတယ်လို့ပြောလိုက်ပေမဲ့ Venom ကတော့သူမကိုအန်ရရှိနိုင်တာကြောင့်မလိုက်ခဲဖို့အတွက်ပြောပြီးတော့ထွက်သွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲကာတန်ကသူ့ရဲ့သိပ္ပံပညာရှင်တွေကိုအာကာသယာဉ်လွတ်တင်မှုကိုစတင်ဖို့အတွက်အမိန်ပေးနေပြီးသူကိုယ်တိုင်ကလည်းလိုက်ပါသွားမှာဖြစ်တယ်လို့ပြောပြနေပါတယ်ဒါပေမဲ့တော့ Venom ကတကယ်လို့ Riot ကိုသာအချိန်မီမတားနိုင်ခဲ့ဘူးဆိုရင်သူကကပ်ပါကောင်မျိုးနယ်စုတစ်ခုလုံးကိုကဘာပေါ်ခေါ်လာခဲ့မှာဖြစ်ကြောင်းသတိပေးနေပြီးသူကလည်းတစ်ချိန်ကအဲ့ဒီအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပေမဲ့ခုချိန်မှာတော့ကဘာဂျိုသူသဘောကျတာကြောင့်အတူတူတားကြမှာဖြစ်မယ်လို့ပြောနေခဲ့ပါတယ်Venom တယောက်ကဘာဂျိုကိုသဘောကျတာကလည်းသူကသူ့ရဲ့ဂျိုမှာဆိုရင် Eddie လို့အရှုံးမတယောက်ဖြစ်နေပေမဲ့ဒီကဘာဂျိုပေါ်မှာတော့ခမ်းမမိုက်စူပါဟီးရိုးတစ်ကောင်ဖြစ်နေလို့ရတာကြောင့်လို့ရှင်းပြလိုက်ပါတယ်Venom ရဲ့စိတ်ကိုပြောင်းလဲစေခဲ့တာက Venom ရဲ့ဘဝနဲ့ထပ်တူကြနေတဲ့ Eddie ပဲဖြစ်ပါတယ်ကာတန်ကအာကာသရဲ့လွတ်တင်မှုအတွက်လျှို့ဝှက်နံပါတ်ကိုထည့်နေပြီး9မိနစ်တွင်စတင်လွတ်တင်ရတော့မှာဖြစ်ပါတယ်ဒါမဲ့သိပ္ပံပညာရှင်တွေတဲကတယောက်ကကာတန်နဲ့ Riot တို့ရဲ့မကောင်းတဲ့အကြံစီကိုရိပ်မိတာကြောင့်အာကာသယာဉ်လွတ်တင်မှုကိုရပ်ဆဲဖို့အတွက်လှုပ်ပစ်လိုက်ပါတယ်ဒါကို Riot ကသတိထားမိသွားခဲ့ပြီးတော့ချက်ချင်းပဲအဲ့နေရာမှာတပ်ပစ်လိုက်ပါတယ်